အားလုံးမင်္ဂလာပါဗျာမိုးတော်ကြပါခင်ဗျာဆရာကြီးများဆရာလေးများဝါသနာရှင်များသတိရှိမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်ကင်းကြပါစေကောင်းကျိုးလိုရင်းဆန္ဒများအမြဲဆုံးတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေဗျာဆရာကောင်းတဲ့တွေ့လို့ပေါကနာများတိုးလို့ပြောရှင်ပွဲရမိသားစုဘဝများပိုင်ဆိုင်နိုင်ကြပါစေဘဝကိုခက်ခဲမရှိလွယ်ကူစွာဖြတ်သန်းနိုင်ကြပါစေဗျာကျွန်တော်တို့စိုက်ပြကြလေးပေါ်လာပြန်ပြီနော်ဒီစိုက်ကတော့ပုံမှန်နဲ့ပြောရရင်ကျွန်တော်ဟိုနေ့တုန်းကဆရာကြီးဥက္ကဋ္ဌပေါ့နော်ကျွန်တော်တို့လည်းဝါလည်းကြည့်မယ်အသက်လည်းကြည့်မယ်နော်ပညာလည်းဘယ်လောက်မြင့်မှာအဲ့တော့အဲ့ဆရာကြီးစိုက်လေးကျွန်တော်ကြည့်လိုက်ရတယ်ဒါပေမဲ့ဆရာကြီးစိုက်ကိုအလုံးစုံယူတာတော့မဟုတ်ပါဘူးနော်ကျွန်တော်ဖြည့်ဆွဲချက်နဲ့ဒီမှာကဏ္ဍလေးပေါ်နေလေးပြကြလို့နော်ပြကြလို့ဆိုတော့ဒီလိုလေးပြနော်ပြကြတာဒီလိုလေးပြနော်ဆိုတော့ဒီမှာပန်းအောင်နော်နောက်ပေါင်းနှစ်အဲ့ဘေးကနေ၄ပင်ဆင်းရင်နောက်ပေါင်း3ညနော်နောက်ပေါင်းနှစ်၄ပင်နောက်ကနေ၄ပင်ဆင်းရင်နောက်ပေါင်း3ညညာဘက်ဆောင်က4ပိတ်ဘေးကနေ3ပင်ဆင်းရင်6ထိပ်အဲ့6ထိပ်ကဒီမှာတပင်ကျော်ပြီးဆောင်မှာ6ပြန်ထိပ်အောက်ကို၄ခွက်ကျော်လိုက်တော့တွေ့ထားတယ်ဒီ146ဆိုတဲ့ကဏ္ဍက416လို့ပြန်ကြပြီးရင်အောက်ဆောင်မှာ940ကျနော်အဲ့တော့ကြာပြီးရင်ဒီအောက်က3ခွင်ကကဏ္ဍနော်ဒီကဏ္ဍပေါ့နော်ပြီးမှပြန်ဆင်းမှာနော်ဒီမှာလာပြန်ပြီနောက်ပေါင်းနှစ်ဘေးကနေ၄ပင်ဆင်းလိုက်ရင်နောက်ပေါင်း3ညအထက်ဆောင်ကညာဘက်ထက်ဆောင်က4ပိတ်ဘေးကနေ3ပင်ဆင်းရင်6ထိပ်ပဲဒီ6ထိပ်ကဇောင်းတစ်ပင်ကျော်ရင်6ပြန်ထိပ်ထားတယ်၄ခွက်ကျော်ရင်တော့တွေ့ထားတယ်ဟောဒီ3ခွန်ခွန်ဆိုတဲ့ကဏ္ဍက3ခွန်ခွန်လို့ဇောင်းပြန်ဆင်းပြီးရင်940လို့ထွက်ထားတယ်နော်အဲ့ဒီအောက်ကနေ3ပင်မြောက်ဆိုတဲ့ဒီလိမ္မော်ရောင်ကဏ္ဍပြီးရင်ဒီကဏ္ဍနော်နှစ်ခွက်ခုဒီမှာလာထားပြန်ပြီနောက်ပေါင်းနှစ်လို့ဖြစ်ပြီးနော်9ညနှစ်ညာဘက်ကနေ4ပင်ဆင်းတဲ့ကနောက်ပေါင်း3ညလို့ဖြစ်ပြန်ပြီနှစ်3ခွန်နော်ညာဘက်ဆောင်က4ပိတ်တယ်ညာဘက်ကနေ3ပင်ဆင်းတဲ့ခါကျ6ထိပ်တယ်အဲ6ထိပ်ကလည်းဇောင်းကိုတစ်ခွက်ကျော်ရင်6ပြန်ထိပ်ထားတယ်အောက်ကို4ခွက်ကျော်တဲ့အခါမှာတွေ့တယ်2ခွန်2ဆိုတဲ့ကဏ္ဍကလည်း2ခွန်2လို့ဇောင်းကိုပြန်ဆင်းပြီးတော့9 3 4ထွက်တယ်အဲ့ဒီအောက်ကနေ3ပင်မြောက်ဆိုတဲ့ဒီပွဲ2026ရဲ့12ကြိမ်ကဏ္ဍနော်မလေးမော်ရောင်အဲ့ဒီအောက်ကဒီကဏ္ဍပေါ့နော်နှစ်ပွဲဆက်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုမြင်သလိုလေးပြချင်တယ်နော်ပြချင်တယ်ဆိုတော့ပထမဆုံးပြရမှာကစောစောပြခဲ့ပြီနော်နောက်ပေါင်းနဲ့နောက်ပေါင်း3ည4ပိတ်6ထိပ်6ထိပ်146ကတွေ့ဒီ4ပိတ်ကျော်လာတဲ့146ကဇောင်းတစ်ခွင်ကျော်ပြန်ထွက်ပြီးရင်အောက်ကဇောင်းက940ထွက်ပြီးရတယ်အောက်က3မင်ဒီကဏ္ဍဆိုတာနော်108ပြီးရင်အောက်က200အဲ့ဒီ108ကဟောဒီကစားလာပါကျွန်တော်ပြောတဲ့ဒီနောက်ပေါင်း2ရဲ့ညာဘက်အောက်ဆောင်ကဒီပရိတ်ကပရိတ်ပေါင်းလိုက်မယ်နော်1ဒီပရိတ်က1တကွင်းကျော်ပရိတ်က3ည1 3ညဂျားတဲ့ပရိတ်က8အဲ့လိုဆိုရင်1 3ည8နော်အဲ့ဒီ1 3ည8လို့ပြီးလို့ရှိရင်တော့ဟောဒီနောက်ပေါင်း2ရဲ့ဘယ်ဘက်ကဒါမှန်အောင်နော်ထိတ်က2သူ့အောက်ကခါက3ညတပင်ကျော်ကနောက်ပိတ်က3ညအဲ့တော့သူကထိတ်ရခါရဆိုရင်2 3ည3ညအရင်ထွက်မှာကနောက်ပေါင်း2ရဲ့ညာဘက်ဆောင်ကပရိတ်က1တပင်ကျော်တော့3ညဂျားက8နော်1 3ည8လို့ကြာပြီးရင်2 3ည3ညလို့ကြာမယ်1 3ည8ပြီးရင်200ပေါ့ဗျာအဲ့ဒီမှာသူက1 3ည8ပြီးရင်200လို့လာကြတာမြင်ရနော်မြင်ရတယ်ဆိုတော့အခုဒီမှာကကျွန်တော်တို့တစ်ချက်ကနော်တစ်ချက်ကနောက်ပေါင်းနေပြီဘေးကနေ3မဲ့မှာနောက်ပေါင်း3ညပြီ4လည်းပိတ်ပြီ6ထိပ်ပြီ6ထိပ်ပြီ4ခွက်ကျော်ပြီကြာတာတဲ့3ခွန်ခွန်ဟာဇောင်းတစ်ခွက်ကျော်မှာ3ခွန်ခွန်လို့ကြာပြီးတာနဲ့940လို့ကြာတယ်လို့ပြပြီနော်အဲ့ပြပြီးတော့အဲ့ဒီ940ရဲ့အောက်ကနေ3မဲ့မြောက်ကဟောဒီ9နဲ့9နဲ့ခွန်9ဆိုတဲ့ကဏ္ဍနော်အဲ့ဒါကကြည့်ကြမယ်ဆိုရင်တော့ဒီနောက်ပေါင်း2ရဲ့ညာဘက်အောက်ဆောင်ကကြည့်ပါဒီပရိတ်က9နော်26တိတိ9တပင်ကျော်ရင်ဒါ2 9နှစ်ဂျားတဲ့ပရိတ်က9 9နှစ်9 9နှစ်5ပြီးရင်တော့ဒီနောက်ပေါင်း2ရဲ့ဘယ်ဘက်ကထိတ်ကခွန်သူ့ရဲ့အောက်ကခါက9တပင်ကျော်ရင်ပိတ်က9ခွန်9 5နော်ဒါက9နှစ်5လို့ပြီးရင်ခွန်9 5နော်အဲ့ဒီမှာသူက9နှစ်5ပြီးရင်ခွန်9 5လို့ဖြစ်ပြနော်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးကတ်နေနဲ့ကြည့်အောင်နောက်ပေါင်း2ရဲ့နောက်ပေါင်း30ရဲ့4ပိတ်ရဲ့6ထိပ်ရဲ့6ထိပ်ရဲ့4ခွက်ကျော်ရင်တွေ့ထားတဲ့2ခွန်2က2ခွန်2လို့ဘောင်းတစ်ခွက်ကျော်မှထွက်ပြီးတော့9 3ည4ထွက်တယ်အောက်ကနေ3မိနစ်မြောက်ဖြစ်တဲ့ဒီပွဲအတွက်9နှစ်8အောက်က6လေး8လို့ကျွန်တော်ပြတာနော်အဲ့ဒါက8ရအတိုင်းပါပဲဟောဒီနောက်ပေါင်း2ရဲ့ညာဘက်အောက်ဆောင်ကကွက်ကပရိတ်က9နော်တပင်ကျော်တော့ပရိတ်က2 5နှစ်ဂျားပရိတ်က8အဲ့တော့သူက9နှစ်8လို့ကြာမယ်8ရအတိုင်းဆိုရင်နော်အဲ့ဒါပြီးရင်တော့သူ့ရဲ့ဘယ်ဘက်ကထိတ်က9သူ့ရဲ့အောက်ကခါက4တပင်ကျော်တော့ပိတ်က8
6ထိပ်ရဲ့4ခါရဲ့8ပိတ်ရဲ့6လေး8လို့ဖြစ်မယ်9နှစ်8လို့ပြီးရင်6လေး8လို့ဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကို9နှစ်8ပြီးရင်6လေး8လို့ဒီဟာနော်ဆရာကြီးကလေးရဲ့ site ကိုကြည့်ပြီးတော့ကျွန်တော်ဒီတွေကနေပြီးတော့ကဏ္ဍဖြတ်မြင်တာလေးကိုပြလိုက်ခြင်းဖြစ်ပါတယ်နော်အဲ့တော့အားလုံးအဆင်ပြေကြပါစေဘဝအမောတွေပြေကြပါစေဗျာကောင်းကျိုးလွင်ဆန္ဒများအများဆုံးတစ်လုံးတစ်ဝါလည်းပြည့်စုံကြပါစေပျော်ရွှင်ပွဲရမိသားစုများပိုင်ဆိုင်ကြပြီးတော့လူရည်စက်လည်းနဲ့မကွာအများအားပေးကလူတန်းစွမ်းကျန်းနိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေဗျမိတ်ဆွေများကိုကျွန်တော်ကတစ်ချက်ပြောချင်တာနော်ကျွန်တော်ဒီကျွန်တော်ကတော့တစ်ချိန်စာမရောင်းခဲ့ဘူးပါအခုတော့ဒီ12ချိန်ကစပြီးတစ်ချိန်စာချင်းကိုရောင်းမယ်နော်တစ်ချိန်စာချင်းကိုကျွန်တော်လည်းဖိတ်ဖို့လောက်ပဲယူမယ်နော်9000ပေါ့ဗျာနောက်ပုံနဲ့ပြောရတော့ရေစာချင်း9000ပဲယူရမယ်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်ကြပါပြောချင်တဲ့ပုဂ္ဂိုလ်များပေါ့နော်3998443486ပါ3998443486ပါဗျာအဲ့ဒီကိုဆက်သွယ်ကြပါ73ချိန်မှာအော်ကွယ်ရှိတယ်14ချိန်မှာအော်ကွယ်ရှိတယ်3ပွဲဆက်4ပွဲဆက်တွေလည်းရှိတယ်အဲ့ဒါကိုအချိန်မီအောင်ဝင်ကျင်တပဆိုရင်လည်းဝင်လို့ရပါတယ်သို့ပေမဲ့နောက်ပွဲတကြလို့ရှိရင်တော့ကျွန်တော်ကတချိန်စာချင်းကို9000နဲ့ရောင်းပြစ်ချင်မှလည်းရောင်းပြစ်ပါလိမ့်မယ်နော်ရောင်းပြစ်ချင်လည်းရောင်းပြစ်မယ်ပေါ့ဗျာနော်အဲ့တော့အဲ့ဒါလေးလည်းကြိုးပြီးသတိပေးခြင်းပါဗျာအားလုံးသင်ပြရပါစေဗျာမိုးတော့ကြပါခင်ဗျာပြန်လည်ဆုံးတွေ့ကြပါအောင်မယ်